ပါညီလေး ဟုတ်ကဲ့အကိုမင်္ဂလာပါ အခုလိုမျိုးပေါ့နော်အကိုတို့ AMD Printing Service ကနေပြီးတော့ချီးမြှင့်တဲ့စုစည်းစိတ်တွေထဲမှာညီလေးကရက်မှန်စုနဲ့အစွမ်းဆောင်ရဲ့အကောင်းဆုံးစုကိုရပါတယ်နှစ်စုရသွားတဲ့အတွက်ညီလေးရင်းနဲ့ခံစားချက်လေးအကိုတစ်ချက်လောက်ပြောပေးပါဦး ပထမဆုံးပြောမယ်ဆိုတော့ဆွမ်းဆောင်ရဲ့အကောင်းဆုံးစုကိုပြောချင်ပါတယ်ဆွမ်းဆောင်ရဲ့အကောင်းဆုံးစုကကျွန်တော်တို့ပေါ့ဒီ AMD Printing Service ရဲ့ဒီအော်လာတွေကိုလို့ကိုယ့်ရဲ့အော်လာတို့သဘောထားပြီးတော့အကုန်လုံးစူးစမ်းသွားပါစူးစမ်းစီခြင်းလေပြီးရင်စတီယာဆန်ဝန်ထမ်းတွေအကုန်လုံးကလည်းကောင်းကြပါတယ်ဒီ2အော်လာတွေအကုန်လုံးဖြတ်ကြပါတယ်ရမှန်တဲ့စုကကြတော့ကျွန်တော်တို့ကကြတော့အော်လာတွေကတနေ့တင်တဲ့ပုံများလဲအဲကြောင့်ကျွန်တော်တို့ရမှန်တဲ့စုကိုရတဲ့အကြောင်းရတော့အော်လာတွေမြန်ပြတ်ဖို့အတွက်နေရောညရောမနာမနေလုပ်ရပါတယ်အဲကြောင့်ဒီစုကိုရတဲ့သူလည်းထိုက်တယ်လို့ကျေးဇူးအများကြီးတင်ပါတယ်လို့ AMD Printing Service ကိုဟုတ်ကဲ့ပါညီလေးအကိုတို့ AMD Printing Service ကလည်းကျေးဇူးတင်ပါတယ်အခုရောက်တဲ့နေရာလေးတစ်ချက်လောက်ပြောပေးပါဦး ပြန်နေတော့ AMD Printing Service ကဝန်ထမ်းတွေကိုလို့တနေ့ပတ်လဲပေါ့ဟိုပါချွေးလိုက်ပူတာအခုရောက်နေတာစံတော်စီချက်တီးကိုချွေးလိုက်ပူတာဖြစ်ပါတယ် ဟုတ်ကဲ့ပါညီဖရားတွေပါဖူးပြီးတော့စုတွေပါတောင်း မောင်လေးကိုလည်းဒီတက်ပကရအောင်ကြိုးရအောင် ကျေးဇူးတင်ပါတယ်ညီ ကျေးဇူးတင်ပါတယ်